သခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ဘုရားသခင်ပြင်ဆင်ပေးခြင်းကြောင့်ကလေးမျိုးကိုရောက်ရှိလာတယ်3ရက်သမကျမ်းစာသင်ကြားခြင်းအကောင်းဆုံးပေါင်းဝင်ရတယ်ကျွန်တော်လာတဲ့လမ်းခေတ်လျှောက်လုံးလည်းဘုရားရှင်ပို့ဆောင်တယ်ဒီလာတဲ့ခါမှာကျွန်တော်ကအပူအေးမမျှလို့လားမသိဘူးချောင်းတော်ဆိုးတာပေါ့နော်ကျမ်းစာသင်တန်းတော့သင်နိုင်ပါမလားဒါပေမဲ့ဘုရားခွန်အားပေးပါတယ်3ရက်တာလုံးအကောင်းဆုံးသင်ကြားခွင့်ရတယ်ဒီနေ့မှလည်းနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ခွန်အားယူခွင့်ဘုရားသခင်ပြင်ဆင်ပေးတယ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်လာတဲ့ဆရာသမားတွေညီကိုမောင်နှမတွေအားလုံးလည်းကျွန်တော်ဝမ်းမြောက်စွာနဲ့ပါဝင်ခွင့်ရတယ်ဒီကလေးမျိုးချင်းပြည်နယ်ကိုကျွန်တော်ပထမအဦးဆုံးရောက်ရှိခြင်းဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုဒီမှာပို့ဆောင်ပေးပါတယ်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါနဲ့ကျွန်တော်တို့ဒီနေ့မှာနှုတ်ကပတ်တော်အားဖြင့်စင်ကျင်ခွန်အားယူဖို့ရန်အတွက်ကခုနကဖတ်သွားတဲ့ကျမ်းပိုင်းပေါ့နော်ရှင်မာကုခရစ်ဝင်ခန်းကြီး7အပိုင်းငယ်22ကနေ24ပေါ့သခင်ရှုကဘာပြောလဲဆိုသင်တို့သည်ဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလော့ဘုရားသခင်ကိုယုံကြည်ခြင်းရှိပါလို့သခင်ရှုကပြောတယ်ဘာလို့ဒီစကားပြောရလဲဆိုရင်တော့သခင်ရှုကဂျေရုဆလင်မြို့မှာမြဲကလေးကိုစီးပြီးတော့ဝင်လာပြီးတော့ဒါနောက်ဆုံးရက်သက်တစ်ပတ်ပေါ့နော် Holy Week လို့လည်းခေါ်တာပေါ့ဝင်လာပြီးတဲ့ခါမှာယေရှုကဗိမာန်တော်ကိုကြည့်ပြီးတော့သူမာရိမာသလာဇရုတို့နေတဲ့နေအိမ်ဘေသနိရောက်သွားတယ်နောက်တစ်နေ့မနေ့ကျတော့ဒီဂျေရုဆလင်ကိုပြန်လာတာလမ်းမှာဗိုက်စာလို့သင်္ဘောသဖန်းမင်းကိုဝင်ကြည့်တော့သင်္ဘောသဖန်းမင်းကအသီးသီးရမယ့်အချိန်ရှိတော့ဖြစ်တော်ညာလဲအသီးမသိဘူးအဲ့ဒါကိုတွေ့ရောသခင်ရှုဟာချိန်လိုက်သခင်ရှုချိန်လိုက်ပြီမဲ့အဲ့ဒီသင်္ဘောသဖန်းမင်းကဘာမှမဖြစ်သွားအောင်အယူလည်းမချောက်သွားဘူးအသီးတွေလည်းမပုတ်သွားဘူးနော်အပင်ကလည်းဒီတိုင်းပဲစိမ့်လန်းနေသေးပဲနော်အဲ့ဒီအပင်ကတန်မာနေတော့မဲဆိုတော့တွေ့ရတယ်တန်မာနေတော့မဲတပည့်တော်တွေကကြည်တာပေါ့ဟာငါသခင်ကနှဆိုးနေထုံးချက်ချင်းထွက်တာနော်မျက်စိကန်းနဲ့ဆိုချက်ချင်းပြန်မြင်စေတာအခုသင်္ဘောသဖန်းမင်းချိန်လဲချိန်ရောဘာမှမထူးကြပါလားအဲ့လိုမထူးကြတဲ့ခါမှာတပည့်တော်တွေကဟာငါသခင်တကိုးများမရှိတော့ဘူးလားလို့ထင်တာပေါ့နော်နောက်တစ်နေ့ပြန်လာတော့အဲ့ဒီသင်္ဘောသဖန်းမင်းကိုပေတရုကတွေ့လဲတွေ့ရောဟာတဲ့ကိုတော်တဲ့မနေ့ကချိန်လိုက်တဲ့သင်္ဘောသဖန်းမင်းကဘာလို့သွားပြီလဲဒီနေ့တွေးချောက်သွားပြီတဲ့ဘယ်ကနေစပြီးတွေးချောက်သွားလဲအမြစ်ကနေစပြီးတော့တွေးချောက်သွားတယ်အဲ့ဒါကိုမြင်တော့မှပေတရုကဟာငါသခင်မနေ့ကချိန်လိုက်တဲ့ကဒီသင်္ဘောသဖန်းမင်းဘာလုပ်ပြီလဲတွေးချောက်ပြီအခုကြည့်ပါဦးတွေးချောက်သွားပြီအဲ့ဒါကိုသခင်ရှုကတွေ့တဲ့အခါမှာပေတရုတဲ့မင်းမနေ့ရတဲ့ယုံသင့်တာတဲ့ဘာလို့ဒီနေ့မှယုံရတာလဲဘုရားသခင်နှုတ်ကပတ်တော်စကားကိုကြားတဲ့အချိန်တွေကဘာလို့သင့်တာလဲယုံသင့်တာအပြင်မှာမြင်မှယုံတော့ဘုရားကအလုံးမရှိပါဘူးဒီနေ့ကျွန်တော်ရဲ့အပြင်ပန်းမှာဘာမှမထူးခြားသေးတော့ညာလဲသင်ရဲ့အတွင်းထဲမှာဘုရားနှုတ်ကပတ်တော်ကိုစပြီးတော့ယုံကြည်ဖို့ဘုရားကအလိုရှိတာဖြစ်တယ်အပြင်မှာသင်္ဘောသဖန်းမင်းကမသွေးချောက်သေးပါဘူးလူမျက်စိနဲ့ကြည့်တာ哦ဒါပေမဲ့သင်္ဘောသဖန်းမင်းကမနေ့ကယေရှုချိန်တဲ့ကဘာလို့သွားပြီလဲဘာမှသွေးချောက်နေလဲအမြင့်မှာသွေးချောက်နေတယ်အရွက်တွေကစိမ့်နေပြီမဲ့အမြင့်ကစပြီးတော့ဘာလုပ်နေပြီလဲသွေးချောက်နေပြီဒီနေ့ဘုရားနှုတ်ကပတ်တော်စေလွတ်လိုက်တဲ့ကဘုရားသခင်ကစတင်ပြီးတော့အလုပ်လုပ်နေပြီဖြစ်တယ်သင်ရဲ့အပြင်ပန်းမှာဘာမှမထူးခြားသေးတော့ညာလဲဒီနေ့ဘုရားသခင်စပြီးအလုပ်လုပ်နေပြီအတွင်းနဲ့အပြင်နဲ့တထက်ကြဖို့ဆိုတာအချိန်ကာလတစ်ခုလေးလိုအပ်တာဖြစ်တယ်။နောက်နေ့မနက်မှာတော့အဲ့သင်္ဘောသဖန်းမင်းဘာလို့သွားလဲတွေးချောက်သွားတယ်။အဲ့ဒါကိုပေတရုမြင်တော့ဟာတကယ်ပဲနော်ကိုတော့ပြောလိုက်တာတကယ်ပဲတွေးချောက်သွားတယ်။ပေတရုတဲ့မင်းမနေ့ရတဲ့ယုံသွားမှာတဲ့ဘာလို့အခုမှမြင်မှယုံတာလဲ။မမြင်သေးတဲ့အရာကိုကြိုတင်ယုံထားဖို့ဘုရားကအလိုရှိတာဖြစ်တယ်။အဲ့ဒါယုံကြည်ခြင်းပဲ။ဒါကြောင့်မို့ဘုရားသခင်ရှုကဒီစကားပြောတယ်။ယေရှုကလည်းသင်တို့ဒီဘုရားသခင်ကိုယုံကြည်ခြင်းဟုတ်တယ်လက်တွေ့မှာဘာမှမဖြစ်သေးပေမဲ့ဘုရားကိုယုံပါတဲ့ဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားပြီးသွားပြီဘုရားအကောင်းဆုံးလုပ်ပေးလိမ့်မယ်ကျွန်တော်မြန်မာပြည်ကြီးအတွက်ကျွန်တော်တို့လူမျိုးအတွက်ကျွန်တော်တို့ရဲ့အသက်တာတွေအတွက်ဘုရားသခင်အကောင်းဆုံးပေါ့ထားလဲပြင်ဆင်ထားတယ်ဟုတ်တယ်လက်တွေ့မှာဘာမှမဖြစ်သေးတော့ညာလဲစတင်ပြီးတော့ဘာလုပ်လိုက်ပါယုံကြည်လိုက်ပါတခင်ရှုကဘာဆက်ပြောလဲဆိုတော့ငါအမှန်ဆိုသည်ကားတဲ့အကျဉ်သူသည်ယုံမှားသောစိတ်နှင့်ကင်း၍မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်
တောင်ကိုတော့နဲ့နေရာမှရွှေ့လို့ပင်လယ်၌ကျလို့ဆိုရင်ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မယ်အကျဉ်သူဟာတဲ့တန်တရားစိတ်မရှိအောင်ယုံမားတဲ့စိတ်မရှိအောင်ဘုရားသခင်အကောင်းဆုံးပြင်ဆင်ပေးမယ်ဆိုတာကိုယုံရမယ်အဲ့ဒါကိုယုံပြီးတော့အင်မတန်ကြီးမားတဲ့တောင်ရို့တော်နဲ့နေရာနေရွှေ့ပြီးတော့ပင်လယ်ထဲကျဆိုရင်တော့ဘာလုပ်မလဲအဲ့ဒီလူဆိုသည့်တိုင်းဖြစ်မယ်ထို့ကြောင့်နဲ့ငါဆိုသည်ကားသင်တို့သည်ဆုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်ဘုရားသခင်ကဆုကျေးဇူးရမှအပြင်မှာလက်တွေ့ဖြစ်လာမှယုံတော်မလို့ခြင်းမအောင်ဆုကျေးဇူးမရခင်တည်းကဘုရားအပြင်မှာကျေးဇူးမပြုခင်တည်းကသင်ဘာလုပ်ရမလဲအတွင်းထဲမှာအရင်ဆုံးယုံထားရမယ်ဘုရားတနေ့ကျရင်အပြင်မှာလက်တွေ့အကောင့်ထဲပေါ်မှာဖြစ်တယ်အဲ့ဒီအပြင်မှာဖြစ်မှယုံတော်ဘုရားအဲ့လိုမရှိဘူးအတွင်းမှာတည်းကဘာလုပ်ရမလဲယုံကြည်ထားရမယ်ဒီအကြောင်းအလေးကိုကျွန်တော်သိမကြခင်ရမယ်ဖုန်းတော်ကြီးတစ်ပါးနဲ့ဖုန်းတော်ကြီးတစ်ပါးဆိုတာအင်္ဂလိကန်ဖုန်းတော်ကြီးတစ်ပါးပေါ့နော်အင်္ဂလိကန်ကဖုန်းတော်ကြီးတစ်ပါးနဲ့သူ့အသင်းတော်မှာကျွန်တော်တရားဟောတော့သူကကျွန်တော်အဲ့ဒီအကြောင်းလေးပြောပြတယ်ဆရာမြတ်နေတဲ့ဘုရားသခင်အားတဲ့ကျမ်းစာထဲမှာယုံကြည်ခြင်းရှိရင်တဲ့တောင်ကိုရွှေ့ပင်လယ်ထဲကျဆိုတဲ့အရာကိုပြောတာတဲ့ကျွန်တော်မိတ်ဆွေတယောက်ကလာမေးတယ်ဆရာတဲ့အဲ့ဒါတကယ်ကိုယုတ်တိရောရှိရဲ့လားဖြစ်ကောဖြစ်နိုင်ရဲ့လားဒါအလွန်အကျူးပြောထားတာမဟုတ်ဘူးလားတဲ့ဘလို့တောင်ရုပ်ရွှေ့ပြီးလို့ပင်လယ်ထဲကျဆိုဘလို့ဖြစ်မလဲနော်အဲ့သူကအဲ့ဒါပြောတော့ကျွန်တော်လည်းစဉ်းစားတော့ဘုရားသခင်ဒါဘာကိုပြောတာလဲအဲ့ဒီဘုန်းတော်ကြီးကကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်ဘုရားသခင်ဘာပြောလဲသလားအဲ့ဒီတောင်ရွှေ့ခြင်းလွယ်လွယ်လေးတဲ့တောင်ကိုမကြည့်နဲ့တဲ့တောင်ကိုကြောခိုင်းလိုက်ပါတဲ့ဘုရားသခင်ကိုကြည့်လိုက်ပါတောင်ရွေ့သွားလိမ့်မယ်ဟာသူပြောတော့ကျွန်တော်ကြည့်လိုက်တော့ဟာအရင်အဲ့ဒီမှာဘုရားသခင်ကျွန်တော်နှိုးဆော်ချက်ကလေဒီနေ့တရားဟောချက်ဖြစ်လာတယ်နော်ခေါင်းစဉ်ကဘာလဲဆိုတော့ကြောခိုင်းလိုက်ပါနော်တောင်ကိုကြောခိုင်းလိုက်ပါဟုတ်တယ်တောင်ကိုကြောခိုင်းလိုက်တော့မှတောင်ကဘယ်ရှိတော့မလဲတောင်ရွှေ့သွားပြီပေါ့အလိုလိုလေးပဲနော်ဘုရားသခင်ကိုမျက်နှာမူလိုက်ပြီးသွားပြီနော်တောင်ကိုကြောခိုင်းလိုက်ကျွန်တော်ဘဝအသက်တာထဲမှာတောင်ဆိုတဲ့ပြဿနာတွေအခက်ခဲတွေဝမ်းနည်းစရာတွေဒီလောကရဲ့ဆွဲဆောင်မှုတွေအားလုံးပါလို့လိုက်ကြောခိုင်းလိုက်ဘုရားသခင်ကိုမျက်မှောက်ပြုလိုက်ဒါကြောင့်မို့ကြောခိုင်းလိုက်ပါဆိုတာကလောကရဲ့စီးစိမ်ဥစ္စာတွေလောကရဲ့တက်မှတ်မှုတွေလောကရဲ့တင့်ကိုသွေးဆောင်တဲ့အရာတွေအားလုံးကိုဘာလုပ်လိုက်ပါကြောခိုင်းလိုက်ပါသင်ရဲ့ပြဿနာတွေကြောခိုင်းသင်ရဲ့ယောဂါတွေကြောခိုင်းလိုက်ပါကျမ်းမာခြင်းမကျမ်းမာခြင်းအဲ့ဒီဘဝမရက်ဒီပါနဲ့အဲ့ဒါကြောခိုင်းလိုက်ပါချမ်းသာခြင်းမချမ်းသာခြင်းအဲ့ဒီဘဝမရက်ဒီပါနဲ့ကြောခိုင်းလိုက်ပါဘာဝဲမျက်မှောက်ပြုအောင်လဲဖခင်ကိုပဲမျက်မှောက်ပြုအောင်ယေရှုကိုပဲစစ်စစ်ကြည့်ရဒါကြောင့်ကျွန်တော်ဒီသင်တန်းမှာဂျေဇုတော်အကြောင်းပဲပြောပြတယ်ဂျေဇုတော်ဆိုတာကလှုပ်ပေးတာဖြစ်တယ်ဒီသင်တန်းရဲ့အဓိကခေါင်းစဉ်ကအသက်ရှင်သောရစ်ဖြစ်တယ်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်ရှင်ခြင်းကဖခင်ကိုစက္ကပ်ပြီးတော့ဖခင်အတွက်အသက်ရှင်မှုဖြစ်တယ်အသက်ရှင်ခြင်းလက္ခဏာကဖခင်အတွက်ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာတန်ရှင်းခြင်းလက္ခဏာသင်ရဲ့အတ္တကဖခင်အတွက်သီးသန့်ပြီးဖယ်ထားဖို့ဖြစ်တယ်ရစ်ဆိုတာကဖခင်အတွက်သီးသန့်ပဲဖခင်သခင်နှစ်သက်တော်မူသောရစ်ဖခင်သခင်နှစ်သက်ဖို့ဖခင်ကျင့်တတ်ဖို့ကိုကျင့်တတ်ဖို့မဟုတ်နော်သူများတွေကျင့်တတ်ဖို့မဟုတ်ဖခင်ကျင့်တတ်ဖို့နေ့စဉ်မှာအသက်ရှင်သောရစ်ဖြစ်ကျွန်တော်တို့ကအသက်ရှင်ဖို့ဖြစ်တယ်အဲ့ဒီလိုဖခင်ကျင့်တတ်ဖို့နေ့ရက်စဉ်တိုင်းမှာအသက်ရှင်သောရစ်ဖြစ်အသက်ရှင်နိုင်ဖို့သင်မလုပ်နိုင်ပါဘူးသင်မလုပ်နိုင်ဘူးဒါပေမဲ့ဖခင်သခင်ကလှုပ်ပေးမှာဖြစ်တယ်ဒါကြောင့်မို့ခရစ်ယာန်အသက်တာဆိုတာကကြိုးစားပန်းစားလှုပ်ယူပြီးတော့အသက်ရှင်ရတဲ့အသက်တာမဟုတ်ဘူးဖခင်သခင်ရဲ့လှုပ်ပေးခြင်းကိုခံရတဲ့အသက်တာဖြစ်တယ်ဂျေဇုတော်နဲ့အသက်ရှင်တတ်ဖို့ဒီနေ့အရေးကြီးပါတယ်ကျွန်တော်ဒီအောင်ဝင်ကြတယ်အဲ့ဒီဂျေဇုတော်ကိုညင်းပယ်တော်သူကတော့တဲ့အဲ့ဒီဂျေဇုတော်မခံစားရအောင်ဖခင်ကသင်ကိုလှုပ်ပေးခြင်းတော်ညာလဲသင်ကညင်းပယ်လိုက်ရင်အဲ့ဒီဂျေဇုတော်မခံစားရတော့ငါခွန်အားနဲ့ပဲငါသွားမယ်ဆိုရင်တော့ဂျေဇုတော်မခံစားဂျေဇုတော်ဘယ်လိုလူခံစားရလဲဆိုတော့ဘုရားသခင်ဂျေဇုတော်ကိုယုံကြည်လက်ခံတဲ့သူပဲခံစားတယ်။ဒါကြောင့်ဘုရားသခင်ကောင်းချီးမင်္ဂလာတွေပြင်ဆင်ပြီးသားအဲ့ဒီဘုရားပြင်ဆင်ထားတဲ့အရာတွေကိုရယူဖို့နီးလန်းကယုံကြည်ခြင်းဆိုတဲ့နီးလန်းတစ်လမ်းပဲရှိတယ်။ဒါကြောင့်မို့ကျွန်တော်ပြောပါတယ် Wi-Fi တစ်ခုကိုချိန်ဖို့အတွက်အရင်ဆုံးဘာလို့လဲဆိုတော့ password လို့တယ်။ယေရှုခရစ်တော်အပြင် it is finished အမှုပြီးပြီလို့အားလုံးပြင်ဆင်ပြီးသွားပြီ။ထာဝရအသက်ကိုလောကမှာနေတဲ့အခါမှာလိုအပ်တဲ့ညီသက်ချင်းဝမ်းမြောက်ခြင်းခွန်အားကျမ်းမာခြင်းအားလုံးဘုရားကဘာလုပ်ပြီးသားပြင်ဆင်ပြီးသားပြီအဲ့ဒီဘုရားပြင်ဆင်ထားတဲ့အရာကိုရယူဖို့အတွက်နီးလန်းကတလန်းပဲရှိတယ်အဲ့ဒီ password ကတစ်ခုပဲရှိအဲ့ဒါဘာလဲဆိုတော့ယုံကြည်ခြင်းဆိုတဲ့ password ပဲယုံကြည်ခြင်းဆိုတဲ့နီးလန်းနဲ့သင်ဟာဘုရားစီရာအရာတွေကိုရယူဖို့ဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းရှိရင်တဲ့တောင်ကိုယ်တော်ဘာလုပ်နိုင်လဲရွှေ့နိုင်တယ်
အဲ့ဒီယုံကြည်ခြင်းရှိဖို့အတွက်ဘာလုပ်ရမလဲယုံကြည်ခြင်းရှိဖို့ရအတွက်ဟေဘရဲဩဝါဒစာခန်းကြီး7နေ့ရက်စဉ်တိုင်းမှာဘုရားကသင်ကိုကျေးဇူးပြုမှဘုရားဖြစ်တယ်အဲ့ဒီဘုရားရဲ့ကျေးဇူးတော်တွေကိုခံစားရဖို့အကြောင်းကယုံကြည်ခြင်းရှိတဲ့သူပဲခံစားရတာဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်ဘုရားလောကတိုင်းမှာအသေးခံတာခရစ်ယာန်တွေတော့ပဲမဟုတ်ပါဘူးလူမျိုးစုတစုတော့ပဲမဟုတ်ပါဘူးလူသားအားလုံးအတွက်ယေရှုခရစ်တော်ဘုရားကလောကတိုင်းမှာအသေးခံတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီခရစ်တော်ဘုရားရဲ့အသေးခံပေးခြင်းကယ်တင်ခြင်းကိုဘယ်လိုလူပဲရရှိလဲဆိုရင်တော့ယုံကြည်တော်သူပဲရရှိတယ်မယုံတဲ့သူကတော့မရဘုရားမပေးလို့မရတာမဟုတ်တော့သူ့ဘက်ကယုံကြည်ခြင်းနဲ့မလက်ခံလို့မရတာဖြစ်တယ်တော့ဘုရားအသင်တော်အားလုံးပြည့်စုံပြီးသားလှုပ်ဝက်ချက်ကသင်ယုံကြည်လိုက်တာနဲ့အဲ့ဒီ password နဲ့ချိတ်လိုက်တာနဲ့ connection မိသွားတာနဲ့ဘုရားရဲ့ကျေးဇူးတော်လမ်းကြောင်းထဲမှာသင်ရောက်သွားတာဖြစ်တယ်ဘုရားသခင်ပြည့်စုံထားတဲ့ຢာတွေကိုသင်ခံစားရတာဖြစ်တယ်ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာသင်ယုံကြည်ခြင်းနဲ့အသက်ရှင်ရင်အဲ့ဒီဘုရားပြည့်စုံထားတဲ့ຢာတွေကိုသင်ခံစားရရှိပါဖြစ်တယ်ယုံကြည်ခြင်းနဲ့အသက်ရှင်ဘယ်လိုလုပ်ရမလဲနေ့ရက်စဉ်တိုင်းမှာအဲ့ဒီယုံကြည်ခြင်းနဲ့သွားလာဖို့ဘယ်လိုလုပ်ရမလဲလှုပ်ဝက်ချက်ကတော့ဟေဘရဲဩဝါဒစာအခန်းကြီး7ဟေဘရဲဩဝါဒစာအခန်းကြီး7အပိုင်းငယ်1ကနေ2ကိုကျွန်တော်ဖတ်ကြည့်ဖို့ဖြစ်တယ်ဟေဘရဲဩဝါဒစာအခန်းကြီး7အပိုင်းငယ်1မှ2ဟေဘရဲဩဝါဒစာအခန်းကြီး7အပိုင်းငယ်1မှ2ထို့ကြောင့်ဤမြလောက်များစွာသောသက်သေအပေါင်းတို့သည်ငါတို့ကိုဝိုင်းရန်လျက်ရှိကြသည်ဖြစ်၍ငါတို့သည်ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ရှက်တတ်သောဒုစရိုက်ကို၎င်းပယ်ရှား၍ငါတို့မျက်မှောက်၌ထားသောပန်းတုံး၌သို့ရောက်ခြင်းကအာမလျော့ပဲပြေးကြကုန်ဟမ်ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်ဟမ်ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ပဲလဝါကတိုင်၌ခံပြီးမှဘုရားသခင်၏ပလင်တော်လက်ရဘက်၌ထိုင်နေတော်မူ၏ဟေဘရဲခန်းကြီး7ကယုံကြည်ခြင်းသူရဲကောင်းတွေပေါ့ယုံကြည်ခြင်းရှိတဲ့အာဗေလကစပြီးတော့အေနောက်နောအေအာဗြဟံမောရှေနော်ဒါဝိစသည်ဖြင့်အဲ့ဒီယုံကြည်ခြင်းသူရဲကောင်းတွေအကြောင်းဟေဘရဲ7မှာရေးထားတယ်အဲ့ဒီဟေဘရဲ7အခန်းပြီးတဲ့အခါမှာဟေဘရဲ7ကိုလည်းရောက်တော့7မှာဖော်ပြတဲ့တတ်သေးတွေမင်းတို့တွေ့တယ်နော်ဤများလောက်များစွာသောတတ်သေးအပေါင်းကမင်းတို့ကိုဝိုင်းရန်လည်းရှိတယ်ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့အတွက်ကြောင့်အဲ့ဒီလူတွေစီမှာဒီလိုသောအကျိုးတွေခံစားရရင်ငါတို့ကလည်းဘာနဲ့အသက်ရှင်ရမလဲယုံကြည်ခြင်းနဲ့အသက်ရှင်ရမယ်ဒါကြောင့်မို့တဲ့ခတ်သိမ်းသောဝင်တို့ကို၎င်းနှောက်ရှက်တတ်သောဒုစရိုက်ကို၎င်းဘာလို့၍ပယ်ရှားပြီးတော့တဲ့ဘယ်ကိုပြေးရမလဲငါတို့မျက်မှောက်၌ထားသောပန်းတုံး၌သို့ရောက်ခြင်းကအာမလျှော့ပဲပြေးရမယ်ကျွန်တော်ပြေးတဲ့ခါမှာမာရသွန်ပြိုင်ပွဲမှာပြေးတဲ့ခါမှာပြေးတဲ့သူကဘယ်ကိုပဲကြည့်ပြီးပြေးရတယ်ပန်းနိုင်ကိုပဲကြည့်ပြီးပြေးရတယ်ပြေးတဲ့သူကဒီလိုကြည့်ပြေးတယ်ရှိတာအနောက်ကြည့်ပြီးတော့လေနော်မတွေ့ဘူးနော်ကောင်းအနောက်လှည့်ကြည့်ပြီးပြေးတာခလုတ်တိုက်ကုန်ပါဘောနော်အနောက်လှည့်မကြည့်ရဘူးအရှေ့ကိုပဲကြည့်ဘာလို့ရမလဲပြောချင်တဲ့သူကသူ့ရဲ့ focus သူ့ရဲ့အာရုံစိုက်မှုကဘာမှပဲရှိရမယ်သူ့ရဲ့ပန်းနိုင်မှာပဲရှိရမယ်ဒီဇိုင်းမမတ်အဲ့ဒီပန်းနိုင်ပဲအာရုံပြုပြီးတော့ပြေးရမယ်ဒါကြောင့်မို့အပိုက်ငယ်2မှာယုံကြည်ခြင်းကိုတဲ့အစဦးစီရင်ပေးတာဘာလို့လဲသခင်ယေရှုဖြစ်တယ်သင်အထဲမှာယုံကြည်နိုင်မှုအတွက်သခင်ယေရှုကတန်ရှင်းသောဝိညာဉ်တော်အဖြစ်မဆတာဖြစ်တယ်ဂျေဇုတော်ဆိုတာအံ့ဩစရာနော်လောကတိုင်းမှာအသေးခံပြီးတော့သင်အတွက်လှုပ်ပေးတာဘာလို့ပဲလဲဖခင်ပဲယေရှုပဲယေရှုကသင်အတွက်ထာဝရအသက်ရဖို့အတွက်လည်းလှုပ်ပေးတယ်ယခုဘဝမှာငြိမ်သက်ဝမ်းမြောက်ခြင်းတွေခံစားဖို့အတွက်လည်းအားလုံးလှုပ်ပေးတယ်ဖြစ်တယ်အဲ့ဒီလှုပ်ပေးထားတဲ့အရာတွေကိုခံစားရဖို့ရန်အတွက်ယုံကြည်ခြင်းလိုတယ်အဲ့ဒီယုံကြည်ခြင်းရှိဖို့အတွက်လည်းဘယ်သူပဲလှုပ်ပေးလဲဖခင်ပဲလှုပ်ပေးတယ်ဖခင်အကုန်လှုပ်ပေးတာနော်ကောင်းကြီးမြင်္ဂလာလည်းသူပဲလှုပ်ပေးတယ်အဲ့ဒီကောင်းကြီးမြင်္ဂလာကိုခံစားရဖို့အတွက်ယုံကြည်ခြင်းကိုလည်းအထက်ထဲကတန်ရှင်းသောဝိညာဉ်တော်အပြင်လှုပ်ပေးတယ်သင်ဘက်ကအဲ့ဒီဖခင်လှုပ်ပေးတာကိုလက်မခံရင်တော့အဲ့ဒီအကျိုးကျေးဇူးကိုခံစားမှာမဟုတ်ဘူးဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာဖခင်ကသင်ကိုယုံကြည်ခြင်းရှိဖို့အတွက်လှုပ်ပေးနေတယ်တဲ့ယုံကြည်ခြင်းကိုအစအဦးစီရင်တာယေရှုပဲနော်တဲ့အဲ့ဒီယုံကြည်ခြင်းကိုအစအဦးစီရင်တဲ့သခင်ယေရှုကိုသင်ကနေ့တိုင်းပါလို့ရမလဲစီစီထောက်ရှုရမယ်စီစီထောက်ရှုရဆိုတော့ဘာလဲသ
တင်းရဲ့အာယုံစိုက်မှုတင်းရဲ့ focus ကဘာမှမရှိရမလဲယေရှုစီမှာပဲရှိရမယ်ကျန်တဲ့လောကရဲ့စုံစမ်းနောက်ဆက်ခြင်းတွေဝမ်းနည်းစရာတွေပြဿနာတွေအခက်အခဲတွေအဲ့ဒီຢာကိုအာယုံမဆိုင်နဲ့ဘယ်သူကပဲအာယုံဆိုင်ရမလဲသခင်ယေရှုပဲအာယုံဆိုင်ရမယ်သခင်ယေရှုကိုစစ်စစ်ထောက်ရှုပါသခင်ယေရှုဘလို့အသက်ရှင်သွားလဲတဲ့ဥပမာလေးပြတာလေထိုသခင်သည်တဲ့မိမိရှေ့၌ထားတဲ့ဝမ်းမြောက်ခြင်းအကြောင်းကြောင့်အဲ့လက်ဝါးကလိုက်မှာအသေးခံတဲ့အရာကိုရှက်ကြောက်ခြင်းအရာကိုအင်မတန်မှရှက်เสียကြောက်เสียသူများတွေတတ်လို့သိရတာဘာမှအဝတ်စားမပါဘဲနဲ့နံငယ်ပိုင်းလေးနဲ့နော်အရိုက်နဲ့ခံရတာအင်မတန်မှရှက်เสียဖျားဖြစ်လျက်နဲ့ဒီလိုခံရတာအဲ့ဒီရှက်ကြောက်တဲ့အရာကို तू မမှတ်ဘူးတဲ့ဒါကိုရှက်เสียကိစ္စလို့မမှတ်ဘဲနဲ့လက်ဝါးကလိုက်မှာအသေးခံပြီးတဲ့ခါမှာတဲ့ဖျားသခင်ကပလင်တော်လက်ရဘက်မှာဘာလုပ်နေလဲထိုင်နေတယ်အင်မတန်ချီးမြှောက်ခြင်းကိုခံရမယ့်အကြောင်းကအရှိမရှိတဲ့ခါမှာဒီခက်ခဲတဲ့အရာတွေကို तू ကြည့်မှတ်လားမကြည့်မှတ်တော့ဒါကြောင့်မို့သင်ဘဝရဲ့အခက်ခဲတွေသင်ဘဝရဲ့စုံစမ်းနောက်ဆက်ခြင်းတွေကိုကြောခိုင်းလိုက်ပါဘုရားသခင်ကိုပဲစစ်စစ်ကြည့်ပြီးတော့ရှောက်သွားလိုက်ပါယေရှုကိုစစ်စစ်ကြည့်လေသင်ကယုံကြည်ခြင်းရှိတယ်လေပဲဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာပြဿနာကိုကြည့်ရင်တော့ပြဿနာကသင်ကိုအနိုင်ယူသွားမှာဖြစ်တယ်ယေရှုကိုကြည့်ရင်တော့သင်ကပြဿနာတွေရဲ့အထက်မှာအောင်မြင်မှာဖြစ်တယ်ဂါလိလဲအိုင်မှာပေတရုကရေပေါ်မှာလမ်းလျှောက်တဲ့အကြောင်းကိုကျွန်တော်ကြားဘူးပါတယ်သခင်ယေရှုကတောင်ပေါ်မှာဆုတောင်းတဲ့ချိန်မှာတပည့်တော်တွေကကမ်းတစ်ဖက်ကိုယေရှုမပါဘဲနဲ့ကူးသွားတယ်ကူးသွားတဲ့အချိန်မှာလေပြင်းမုန်တိုင်းထတော့ကမ်းတစ်ဖက်ကိုမရောက်နိုင်မှဖြစ်တယ်အဲ့ဒီအချိန်မှာယေရှုကစက်တော်ဖြတ်ပြီးတော့ရေပေါ်မှာလမ်းလျှောက်လာတယ်တပည့်တော်တွေမြင်တော့ဟာဒါသစေတရေလားဖုတ်လားနော်စသည်ဖြင့်ထင်ကြတယ်အဲ့ဒီတပည့်တော်တွေထဲမှာပေတရုကကိုတော်မှန်ရင်တဲ့ကျွန်တော်လဲရေပေါ်မှာလာရမယ့်အကြောင်းအမိန့်တော်ရှိပါသခင်ယေရှုကိုတောင်းဆိုတဲ့အခါမှာပေတရုမင်းဟာတာမန်လူအေးစေးနေနော်ငါလိုလာပြီးတော့လှုပ်ချင်တဲ့စိတ်မရှိနဲ့အဲ့လိုပြောလားမပြောသခင်ယေရှုကခန်ပီတာပေတရုမင်းလာခဲ့လိုက်ဟာလာခဲ့လိုက်ဆိုတော့အခြားတစ်ဖက်တော်တွေကလည်းဟာပေတရုဘာစတက်ထွင်ပြန်ပြီလားမသိဘူးဒီပေတရုကတော့လှုပ်ပြန်ပြီနော်ဒီကောင်လှုပ်လိုက်အဆန်းနေကြီးပဲဟာပေတရုလေဘွားနဲ့ဆင်းတော့အားလုံးကကြောက်နေပါပဲဂါလိလဲအိုင်ကငြိမ်နေတာမဟုတ်အဲ့ဒီအချိန်မှာဘာဖြစ်နေတာလဲမုန်တိုင်းဖြစ်နေတာလိုင်းတဘိုးတွေကထနေတာအဲ့ဒီလိုင်းတဘိုးထန်နေတဲ့ဂါလိလဲအိုင်ရဲ့ရေပြင်အားပေတရုရဲ့ခြေဝါးအောက်ရောက်သွားတယ်ပေတရုကအဲ့ဒီလိုင်းတဘိုးတွေပေါ်မှာဘာလုပ်နေလဲလမ်းလျှောက်နေတယ်ဘသူ့ကိုစစ်စစ်ကြည့်နေလို့ယေရှုကိုစစ်စစ်ကြည့်လို့ယေရှုကို focus လုပ်တဲ့ချိန်မှာသူ့ရဲ့ခြေဘွားတွေကလေအဲ့ဒီလိုင်းတဘိုးတွေကအပေါ်မှာရောက်သွားတယ်ဒီနေ့သင်ရဲ့အသက်တာထဲမှာလေယေရှုကိုစစ်စစ်ကြည့်ရင်လေပြဿနာကသင်ခြေဘွားအောက်ရောက်သွားကျွန်တော်ရဲ့အသက်တာထဲမှာပြဿနာမရှိဘူးလို့သခင်ယေရှုကမပြောပါဘူးကျမ်းစာထဲမှာပြောလဲရှောင်းခရစ်ခန်းကြီး16အပိုင်ငယ်33မှာသင်တို့ဒီလောက၌ဒုက္ခဆင်းရဲခြင်းကိုမခံရဘူးလို့ပြောလားခံရမယ်လို့ပြောလားခံရမယ်လို့ပြောတယ်ကျွန်တော်တို့နေတဲ့နေရာကောင်းကင်နိုင်ငံမဟုတ်သေးဘူးလောကဖြစ်သောကြောင့်လောကရန်တရားတော့မလုပ်ရမလဲခံရမှာဖြစ်တယ်ဒါပေမဲ့သခင်ယေရှုပြောလဲသို့တော်လည်းမစိုးရိမ်နဲ့မစိုးရိမ်ပါနဲ့မကြောက်ပါနဲ့သို့တော်လည်းမစိုးရိမ်နဲ့ဘာဖြစ်လဲငါသည်ကျွန်တော်တို့ကိုးကွယ်တဲ့ယေရှုခရစ်တော်ဘုရားကလောကကိုအောင်တဲ့ဘုရားလောကအထဲမှာအောင်တာလောက်ကိုစကားလည်းထဲမပြောတော့လောကထဲမှာအောင်တာလောက်ကတော့လောကသားတောင်တတ်နိုင်တယ်လောကထဲမှာစီးပွားရေးနယ်ပယ်မှာအောင်မြင်မယ်ရုပ်ရှင်နယ်ပယ်မှာအောင်မြင်မယ်အဆိုတော်နယ်ပယ်မှာအောင်မြင်မယ်အာကစားနယ်ပယ်မှာအောင်မြင်မယ်ပညာရေးနယ်ပယ်မှာအောင်မြင်မယ်ပေါ့တခုခုပေါ့အဲ့ဒါလောကသားလည်းတတ်နိုင်လားတတ်နိုင်ပါလေလောကသားလည်းအောင်မြင်တဲ့လူအများကြီးပဲဒါပေမဲ့လောကသားတွေမတတ်နိုင်တာပါလေသလားလောကကိုအောင်တဲ့အရာကတော့ယေရှုကိုယုံကြည်တော်သူမှတပါအဘယ်သူသည်လောကကိုအောင်နိုင်သနည်းသခင်ယေရှုကိုယုံတဲ့သူပဲလောကကိုအောင်နိုင်တယ်လောကထဲမှာအောင်တာကနေပယ်တစ်ခုခုမှာထိတ်ဆုံးရောက်သွားတာနေပယ်တစ်ခုခုမှာအောင်မြင်တာအဲ့ဒါခဏပဲယာယီပဲပြီးရင်သူ့ထက်အောင်မြင်တဲ့သူဘာလုပ်မှာလဲပေါ်လာမှာကျွန်တော်လူငယ်တော့ဒေးဗစ်ဘက်ခမ်ဘောလုံးသမားအရန်ကြိုက်တာ free kick ကအရန်ကောင်းလို့သူ့အရန်သဘောကျနော်ဒါပေမဲ့သူ့အချိန်ကာလပြီးသွားတဲ့ခါမှာတော့သူ့ထက်တော်တဲ့လူတွေပေါ်လာလားမပေါ်လာဘူးလားပေါ်လာတာပေါ့နော်စီရိုနာဒိုပြီးတဲ့ခါမှာအခုနောက်ပိုင်းဘောလုံးသမားအသစ်တွေဘာလို့လာလဲပေါ်လာတယ်ဒါကြောင့်လောကရဲ့အောင်မြင်မှုဆိုတာယာယီပါပဲဒီနေ့ဘုရားသခင်ပေးခြင်းနဲ့အောင်မြင်ခြင်းဆိုတာကလောကရဲ့အောင်မြင်ခြင်းအသေးမွဲလောက်မဟုတ်ဘူးလောကကြီးကိုအောင်သွားတာလောကကိုအောင်တယ်ဆိုတာဘာအဓိပ္ပာယ်လဲဆရာလောကကိုအောင်တယ်ဆိုတာကလောကထဲမှာဘယ်စုံစမ်းခြင်းဘယ်နှောက်ယှက်ခြင်းဘယ်စည်းစိမ်ဥစ္စာဘယ်လိုမျိုးအခြေအနေနိုင်ငံရေးလူမှုရေးစီးပွားရေး
ဘယ်ပြဿနာဘယ်အခြေအနေမှာသင်ကိုဆွဲချလို့မရတာလောကအောင်တယ်လို့ခေါ်တယ်ဘယ်အခြေအနေမှာသင်ကိုဆွဲချလို့မရအောင်ပတ်စံမရှိတဲ့အခြေအနေကလည်းသင်ကိုဝမ်းနေအောင်လုပ်လို့မရအောင်ပတ်စံရှိတဲ့အခြေအနေကလည်းသင်ကိုအဲ့ဒီပုံမှာခြေနှံ့အောင်လုပ်လို့မရအောင်ကောင်းခြင်းဆိုးခြင်းဘယ်အခြေအနေမှာကျွန်တော်တို့ကိုဆွဲချလို့ရိုင်နေသွားအောင်လုပ်လို့မရအောင်အဲ့ဒီလောကရဲ့မှုန်တိုင်းတွေရဲ့ကျွန်တော်တို့ကရက်တည်နိုင်သောအသက်တာကလောကကိုအောင်တယ်လို့ခေါ်တာပေတရုဂါလိလဲအိုင်ပေါ်မှာလမ်းလျှောက်တဲ့ခါမှာမှုန်တိုင်းငြိမ်သွားတယ်လို့ကျမ်းစာမရေးပါဘူးမှုန်တိုင်းရှိနေသေးပဲရှိနေတဲ့မှုန်တိုင်းရဲ့အထက်မှာပေတရုဘာလုပ်နိုင်လဲရေပေါ်မှာလမ်းလျှောက်နိုင်လဲဘာကြောင့်လဲလှုပ်ဝက်ချက်ကတော့ဘုသူစစ်စစ်ကြည့်နေလဲယေရှုကိုစစ်စစ်ကြည့်နေတယ်သင်လဲပြဿနာတွေရဲ့အထက်မှာအောင်မြင်ဖို့အတွက်ယေရှုကိုစစ်စစ်ကြည့်ပြီးတော့နေ့စဉ်အသက်ရှင်ဖို့ဖြစ်တယ်တို့ရတွင်ပေတရုကြီးကလူသားဖြစ်သောကြောင့်အားနေတာပေါ့ယေရှုကိုကြည်နေရင်ကနေပြီးတော့ဘယ်ကိုသွားကြည့်မိလဲဂါလိလဲအိုင်ရဲ့လေပြင်းမုန်တိုင်းတွေဘာလို့လဲသွားကြည့်မိတဲ့အခါမှာချက်ချင်းဘာဖြစ်သွားလဲရေးတယ်နစ်မြုပ်သွားတယ်လိုင်းတဘိုးတွေကိုအာယုံပြုတ်မိလဲပြုတ်မိရောပေတရုဘယ်အောက်ရောက်သွားလဲလိုင်းတဘိုးတွေအောက်ရောက်သွားတယ်သင်ရဲ့အသက်တာထဲမှာပြဿနာကိုကြောခိုင်းလိုက်ပါအခက်အခဲတွေကိုကြောခိုင်းလိုက်ပါသင်ရဲ့ယောဂါတွေကိုကြောခိုင်းလိုက်ပါအဲ့ဒီသင်ရဲ့ဒုက္ခဆင်းရဲခြင်းတွေကိုကြောခိုင်းလိုက်ပါလောကရဲ့စီးစိမ်ဥစ္စာတွေကိုကြောခိုင်းလိုက်ပါဘသူ့ကိုပဲစစ်စစ်ကြည့်ပါယေရှုကိုစစ်စစ်မကြည့်ဘဲနဲ့လောကရဲ့မုန်တိုင်းတွေပြဿနာတွေကိုကြည့်မိပြီဆိုရင်တော့အဲ့ဒီလောကအသင်ကိုလွှမ်းမိုးသွားမှာဖြစ်တယ်အဲ့ဒီပြဿနာအသင်ကိုလွှမ်းမိုးသွားမှာဖြစ်တယ်ယေရှုကိုမကြည့်တာနဲ့အထက်ထက်ကယုံကြည်ခြင်းပျောက်ပြီးတော့ပြဿနာကကျွန်တော်လွှမ်းမိုးသွားတာဖြစ်တယ်ယုံကြည်ခြင်းရှိနေသူတွေဘယ်ရာကမှကျွန်တော်လွှမ်းမိုးလို့မရအောင်ဒါကြောင့်မို့ယုံကြည်ခြင်းကိုအစအဦးစီရင်နဲ့စုံလင်စေတော်မူသောသခင်ယေရှုကိုမလုပ်ရမလဲစစ်စစ်ထောက်ကြည့်ရမယ် focus သင်ရဲ့အာယုံကဘယ်သူစီမှာပဲရှိရမလဲယေရှုစီမှာပဲရှိရမယ်တမန်ကျမ်းစာထဲမှာလောတာတို့မိသားစုကြောင့်ကြားဦးပါလိမ့်မယ်တောလုံးနဲ့ဂေါမောရာမျိုးကိုဖျက်ဆီးမယ်လို့ဘုရားကပြောတဲ့အခါမှာလောတာတို့မိသားစုကိုမင်းတို့ထွက်တဲ့အခါမှာဘာမလုပ်နဲ့နောက်လဲမကြည့်နဲ့ကြံခဲ့တဲ့စီးစိမ်တွေကိုမတတ်မှတ်နဲ့ဘုရားပြင်ဆင်ပေးတဲ့အတ္တတာအသက်ကိုရှောင်လန်းပါဒါပေမဲ့လောတာမယားတော့ဘာဖြစ်လဲနောက်လဲကြည့်တဲ့အခါမှာဘာဖြစ်သွားလဲစားတယ်ဘာလို့ဒီစီးစိမ်တွေကို तू မထားခဲ့နိုင်ကြောမခိုင်းနိုင်ဒီနေ့ဘုရားသခင်ကိုမျက်မှောက်ပြုပြီးတော့ရှေ့ဆက်သွားရမယ်စားဒီနေ့ယုံကြည်သူခရစ်ယာန်အတ္တတာတွေကဘယ်အရာကိုဆွဲလန်းနေတယ်လောကရာတွေကိုဆွဲလန်းနေတယ်ဒီနေ့သခင်ရှုပြန်ကြွလာခဲ့နီးလေးလေးလူတွေကဘာပဲစိတ်ဝင်စားလေးလောကရာပဲစိတ်ဝင်စားတယ်လောကရဲ့ပတ်စံတွေဖျားကိုကိုးကွယ်နေတာတော့မှချမ်းသာဖို့ဖျားကိုကိုးကွယ်နေတာတော့မှအောင်မြင်ဖို့ကြီးပွားဖို့တိုးတက်ဖို့ကိုးကွယ်နေတာမှားပြီပေါ့ဖျားကိုမကိုးကွယ်ဘဲနဲ့ကြီးပွားနေတဲ့အဖွဲတွေကကျွန်တော်တို့ရည်မှာပေါ့မင်းတို့ကကြီးပွားချမ်းသာဖို့ဖျားကိုအသေးအံကိုးကွယ်နေငါတို့ဘာမှမကိုးကွယ်ပဲငါတို့ဘာဖြစ်လဲကိုယ့်အကိုကြိုးစားတာဘာဖြစ်လဲဘီလန်တွေဖြစ်နေလောကသားတွေချမ်းသာတာအောင်မြင်တာတပုံကြီးပဲမင်းတို့ကဖျားချမ်းသာဖို့ဖျားကိုအသေးအံကိုးကွယ်နေဆိုတော့သူများရည်မှာပေါ့ကျွန်တော်ဖျားကိုကိုးကွယ်နေတာချမ်းသာဖို့မဟုတ်ကျွန်တော်ဖျားကိုကိုးကွယ်နေတာလောကထဲမှာအောင်မြင်ဖို့မဟုတ်လောကကြီးကိုအောင်မြင်ဖို့ဖြစ်တယ်လောကကိုအောင်မြင်တဲ့အသက်တာနဲ့ရှောင်လန်းဖို့ဖြစ်တယ်ကျွန်တော်ဖျားကိုကိုးကွယ်နေတာချမ်းသာကြွယ်ဝဖို့မဟုတ်ဘူးလောကစည်းစိမ်လောက်ကတော့ခေါင်းထဲကိုမထည့်ဘူးဖျားဘုံစည်းစိမ်ကိုဖျားပေးထားတာဖြစ်တယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာဖျားသခင်ကြွယ်ဝခြင်းကိုပေးပြီးသားပါအဲ့ဒီကြွယ်ဝခြင်းကလောကရာနဲ့တိုင်လို့မရအောင်ဖျားနဲ့သက်ဆိုင်တဲ့အမွေစားအမွေခံဖြစ်တယ်အဲ့ဒါကိုသဘောမပေါက်သေးရတော့ကျွန်တော်လောတမရလို့ပဲစိတ်ကပဲရောက်နေတယ်ကြံခဲ့တဲ့ဟိုးသိုးတွေနွားတွေရွှေတွေငွေတွေစီးစိမ်ဥစ္စာပဲရောက်နေနောက်လှည့်ကြည့်တဲ့ခါမှာစားတိုင်းဖြစ်သွားတယ်ဒါကြောင့်မို့သင်ရတဲ့တာထဲမှာလောကအရာတွေကိုကြောခိုင်းလိုက်ပါဖျားသခင်နဲ့ဆိုင်တဲ့အရာတွေကိုပဲမျက်မှောက်ပြုပါဒါကြောင့်မို့ကောလောသဲဩဝါဒစာမှာတမန်ကျမ်းစာမှာဘာပြောလဲဆိုရင်ယုံကြည်သူဖျားသားသမီးကဘာကိုဆွဲလန်းပြီးတော့အသက်ရှင်ရမလဲဆိုရင်လောကအရာတွေကိုဆွဲလန်းပြီးတော့အသက်ရှင်ဖို့ဖျားလို့တော့မရှိပါဘူးအဲ့လိုပြောလို့ဒီလောကမှာနေတဲ့ခါမှာသင်လိုတဲ့ຢာတွေဖះမပေးဘူးလို့မဆိုလို့နော်သင်လိုတဲ့ຢာတွေကိုဖះပေးမယ်လို့ဘာလို့ပြီးသားပြောပြီးသားဘာလို့ဆိုရင်ဘူးပန်းနဲ့ဘာလို့အဲ့ဒါတွေရှာဖွေနေမှာလဲဖះပေးမယ်လို့ဘာလို့ပြီးသားစိတ်ချလိုက်ရုံပေါ့သင်လိုတဲ့ပတ်စံဖះပေးမှာပါသင်လိုတဲ့ငွေကြေးတွေလောကຢာတွေဖះပေးမှာပါအဲ့ဒါတွေကိုဆွဲလန်းပြီးတော့အသက်မရှင်နဲ့အထက်ຢာတွေကိုဆွဲလန်းပြီးတော့ဘာလို့အောင်မလဲအသက်ရှင်ရမယ်ကောလောသဲဩရာစာခန်းကြီး3ကောလောသဲဩရာစာခန်းကြီး3အပိုင်းငယ်နှစ်ကနေပြီးတော့အပိုင်းငယ်နှစ်တစ်ပိုက်ကိုဖတ်ကြည့်အောင်နော်အပိုင်းငယ်နှစ်
ကောလောသဲဩရစာခန်းကြီး3အပိုင်းငယ်နဲ့မြေကြီးပေါ်မှာရှိသောအရာတို့ကိုမြေကြီးပေါ်မှာရှိသောအရာတို့ကိုဘာမလုပ်နဲ့ဆွဲလန်းသောစိတ်ကျမ်းစာပြောထားလားမပြောထားဘူးလားဒါပေမဲ့ခရိယန်တော်များယုံကြည်သူတော်များဆွဲလန်းတာပဲအရာတွေပဲလေမြေကြီးအရာတွေပဲလောကမှာချမ်းသာဖို့ကျမ်းမာဖို့အောင်မြင်ဖို့သူများထက်နာမည်ကြီးဖို့ပဲမြေကြီးအရာတွေပဲရှောက်ဆွဲလန်းနေတာကျမ်းစာဘာပြောတာလဲမြေကြီးအရာကိုဆွဲလန်းခိုင်းလားအထက်အရာကိုဆွဲလန်းခိုင်းလားအထက်အရာကိုဆွဲလန်းခိုင်းတာမြေကြီးပေါ်မှာနေတဲ့အချိန်မှာသင်လိုတဲ့အရာကိုဖခင်ပေးမယ်လို့ပြောပြီးသားဘာမှအဲ့ဒီအရာတော့စိတ်ပူပြီးတော့ဆွဲလန်းနေတဲ့အကြောင်းမရှိကျွန်တော်ဆွဲလန်းရမှာအထက်အရာပန်းနေထဲမှာနေကြပန်းကြောင်းလေ့လာတဲ့အခါမှာနေကြပန်းကတော်တော်ထူးဆန်းတဲ့ပန်းမျိုးဖြစ်တယ်အဲ့ဒီပန်းကိုတော့ Ryan နော်သူပန်းတကယ်ကိုဒီသစ္စာရှိသောပန်းလို့အဓိပ္ပာယ်ရတယ်နေကြပန်းနေကြပန်းကိုသတိထားကြည့်ပါပညာရှင်တွေကနေကြပန်းကိုလေ့လာတဲ့အခါမှာနေကြပန်းကနေမင်းကြီးကိုကြည့်ပြီးတော့ပဲသူကအသက်ရှင်တယ်သူဘယ်ဝက်ကြည့်လဲအထက်ကိုဝက်ကြည့်တယ်နေမင်းကိုပဲကြည့်ပြီးအသက်ရှင်တယ်ဒီနေ့သင်နဲ့ကျွန်တော်ယုံကြည်သူဘုရားသားသမီးကလည်းဖခင်ကိုပဲအထက်အရာကိုပဲကြည့်ပြီးဘာလုပ်ရမှာလဲအသက်ရှင်ရမှာဖခင်သခင်နဲ့ဆိုင်တဲ့အရာတွေကိုပဲဘာလုပ်ရမှာဆွဲလန်းရမှာဒီလောကအရာတွေကိုဆွဲလန်းဖို့ဘုရားလိုတော့မရှိပါဘူးဒီလောကအရာတွေကိုလိုအပ်ရင်ဘုရားပေးမှာဖြစ်တယ်မဆွဲလန်းပါနဲ့ဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေကိုဘာလုပ်ပါဆွဲလန်းပါအထက်အရာတွေကိုဆွဲလန်းပြီးတော့ဘုရားသခင်ထာဝရကာလမှာပြင်ဆင်ထားတဲ့ကောင်းကြီးမြတ်တွေအများကြီးရှိတယ်အဲ့ဒီအရာတွေကိုဆွဲလန်းပြီးတော့ဘာလုပ်ရမလဲအသက်ရှင်ရမယ်နေကြပန်းကတဲ့နေမင်းကိုကြည့်ပြီးတော့အသက်ရှင်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကလည်းအလင်းရှင်ဆိုတဲ့ယေရှုခရစ်တော်ဘုရားကိုကြည့်ပြီးဘာလုပ်ရမလဲအသက်ရှင်ရမှာဖြစ်တယ်ဒါမှသာလည်းကျွန်တော်လောကထဲမှာဘုရားရဲ့ဘုန်းလင်းကိုထင်ရှားနိုင်မှာဖြစ်တယ်ထူးဆန်းတဲ့ကိစ္စတစ်ခုကအဲ့ဒီနေကြပန်းကတဲ့နေမင်းသွားတဲ့နောက်ကိုလိုက်ပြီးတော့ခရီးသွားတယ်တဲ့နေနဲ့တူခရီးသွားတဲ့ပန်းဖြစ်တယ်ဆိုတာတွေ့ရတယ်နေမင်းကြီးထွက်လာတယ်အရှိရက်ကနေထွက်လာတယ်အဲ့ဒီနေမင်းကိုသူကကြည့်တယ်ဘယ်အထိကြည့်လဲဆိုတော့နေဝင်သွားတဲ့အထိဘာလုပ်နေလဲကြည့်နေတယ်အဲ့ဒီနေကြပန်းကတဲ့တကယ်နေကြအပန်းအပွင့်ကြီးဖြစ်အောင်မပြည့်စုံသေးတဲ့အချိန်မှာအဲ့ဒီနေကြပန်းခရီးသွားတယ်ဒါပေမဲ့လုံးဝပြည့်စုံသွားတဲ့အချိန်မှာတော့သူကတနေရာမှာပဲရက်သွားတော့တယ်ဘယ်ဝဲကြည့်တော့လဲအထက်ကိုပဲသူကြည့်တော့တယ်ဒါပေမဲ့ तू မပြည့်စုံခင်မှာ तू ဘာလုပ်လဲသလားနေနဲ့ तू ခရီးသွားတာအဲ့ဒီနေမင်းကြီးကအနောက်မှာဝင်သွားရင် तू ကနောက်တနေ့မနက်မှာ तू သူ့မျက်နှာဘယ်ဘက်လှည့်နေသလားအဲ့ဒီနေထွက်မဲ့ဘက်ကို तू ကကြိုတင်ပြီးတော့စောင့်မျှော်နေတယ်နော်အံ့ဩစရာကောင်းတယ်နေနဲ့ तू ခရီးသွားတော့ပန်းဖြစ်တယ်ဒီနေ့ကျွန်တော်ခရစ်ယာန်ယုံကြည်သူအသက်တာဆိုတာလဲနေကြပန်းလို့ပါဖခင်နဲ့အတူခရီးသွားတာဖြစ်တယ်ဖခင်ကိုပဲမျှော်ကြည့်ပြီးတော့အသက်ရှင်ရတာဖြစ်တယ်သင်ရဲ့သက်တာထဲမှာဖခင်ကိုမျှော်ကြည့်ပြီးတော့ဖခင်နဲ့အတူခရီးသွားမယ်ဆိုတော့ကျွန်တော်တို့သက်တာအပြည့်အဝဆုံးနေတာမှာဖြစ်တယ်အဲ့ဒီနေကြပန်းကတဲ့ထူးဆန်းတဲ့ຢာကနေအလင်းအောင်မရဘူးဆိုရင်အဲ့ဒီပန်းဘလို့မှမကြည့်ထွားနိုင်ဘူးညှို့နှမ်းပြီးတော့တွေးချောက်သွားတယ်ဒီနေ့ဖခင်သခင်ကိုသာမျှော်မကြည့်ဘူးဆိုရင်လောကရဲ့စုံစမ်းခြင်းတွေထဲမှာကျွန်တော်ကတွေးချောက်ပျက်စီးသွားမှာဖြစ်တယ်ဒါမှမဟုတ်သင်ဖခင်ကိုပဲမျှော်ကြည့်လိုက်ပါလောကအရာတွေကိုကြောခိုင်းလိုက်ပါဒါကြောင့်မို့တောင်ကိုရွှေ့ခြင်းရင်တဲ့အဲ့ဒီတောင်ကိုမလုပ်လိုက်ကြောခိုင်းလိုက်ဘယ်သူ့မျှော်ကြည့်လိုက်ဖခင်ကိုမျှော်ကြည့်လိုက်သင်ရဲ့အကျွေးပြဿနာသင်ရဲ့အခက်အခဲပြဿနာသင်ရဲ့ယောဂပြဿနာတွေဒီနေ့လောကထဲမှာရှိတဲ့သင်ရဲ့မိသားစုပြဿနာတွေအားလုံးမလုပ်လိုက်ကြောခိုင်းလိုက်ကြောခိုင်းပြီးတော့ဘာကိုကြည့်ရမလဲဖခင်ကိုပဲမျှော်ကြည့်လိုက်ဖခင်ကိုပဲစစ်စစ်ကြည့်လိုက်သင်ရဲ့အာယုံကယောဂမှာရောက်မနေပါနဲ့သင်ရဲ့အာယုံကအဲ့ဒီချမ်းသာခြင်းမချမ်းသာခြင်းဆိုတဲ့အရာမှာရောက်မနေနဲ့သင်ရဲ့အာယုံကချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့အရာမှာရောက်မနေနဲ့ဒီနေ့ခရစ်ယာန်တွေကအဲ့ဒီပုံမှာအာယုံသွားရောက်တာချမ်းသာခြင်းဆင်းရဲအဲ့ဒါအာယုံမရောက်နဲ့လောကမှာကြွယ်ဝခြင်းမကြွယ်ဝခြင်းအဲ့ဒီပုံမှာအာယုံမရောက်လောကအရာတွေပုံမှာအာယုံမရောက်နဲ့အထက်ရာကိုသာဆွဲလန်းပါယေရှုကိုသာစစ်စစ်ကြည့်ပြီးတော့မလုပ်ရမလဲနေ့စဉ်အသက်ရှင်သွားလိုက်အဲ့ဒီချမ်းသာခြင်းမချမ်းသာခြင်းကလေသင်ကိုယိုင်နေတော့ဘာမလုပ်နိုင်ဘူးအဲ့ဒီပုံမှာချမ်းသာတဲ့ပုံမှာလည်းတရားမตาရတော့ဆင်းရဲတဲ့ပုံမှာလည်းစိတ်မဆင်းရဲတော့ယောဂဖြစ်ရင်လည်းအဲ့ဒီပုံမှာသင်မညှိတွားတော့ယောဂပျောက်သွားရင်အကျမ်းမာတယ်ဆိုရင်လည်းယေရှုနာမနဲ့ကျမ်းမာတယ်ဆိုပြီးတော့အဲ့ဒီပုံမှာမဝါကြွားတော့ဘယ်သူနဲ့ပဲခရီးသွားရမှာလဲယေရှုနဲ့ပဲခရီးသွားဖြစ်တယ်ဒါကြောင့်မို့လောကအရာတွေကိုကြောခိုင်းလိုက်ပါဖခင်သခင်ကိုသာစစ်စစ်ကြည့်ရှုလိုက်ပါကျွန်တော်မိတ်ဆွေဆရာတယောက်ရှိတယ်သူတို့ငယ်ဘဝအကြောင်းကိုသူပြန်ပြောပြလိုက်ရလေကျွန်တော်ဘယ်တော့မှမမေ့ပါဘူးသူတို့ငယ်ငယ်တုန်းကကြောင်းတက်ရင်တဲ့ရွာမှာကြောင်းနေရာမှာဖွင့်ပြသေးတော့ကြောင်းတစ်ခါရောက်ဖို့ရေးကိုအဲ့ဒီရွာကနေလမ်းလျှောက်ပါတယ်လမ်းလျှောက်ပြီးရင်ဘာလုပ်ရလဲဆိုတော့လှေစီးရတယ်လှေစီးပြီးနောက်တစ်ခေါက်ဘာလုပ်ရလဲလမ်းထက်လျှောက်ရတယ်
တော်တော်လေးခက်ဝေးသွားပြီးတော့မှအဲ့ဒီမှာကြောင်းသွားတက်ရသူတို့ကြောင်းကနေတဝက်ကြောင်းမနဲ့အစောကြီးထားတယ်လမ်းလျှောက်တယ်လေစီးတယ်ဟိုဘက်မှာပြန်ဆင်းတယ်လမ်းလျှောက်တယ်ကြောင်းရောက်တယ်ကြောင်းရောက်ပြီးတော့ကြောင်းကနေ့လေ12နာရီလောက်ဆိုကြောင်းလွတ်တယ်ကြောင်းလွတ်တဲ့ချိန်မှာတစ်ခေါက်ပြန်လမ်းလျှောက်တယ်လေစီးမယ်အိမ်ပြန်ရောက်ဖို့တစ်ခေါက်လမ်းလျှောက်မယ်ဆိုရင်အိမ်ပြန်ရောက်ရင်ညနေလောက်ဖြစ်သွားပြီဒါကြောင့်မို့သူ့အမေရတဲ့ကြောင်းပြန်လာရင်လှေစီးရင်းနဲ့ထမင်းစားဖို့အတွက်ထမင်းဘူးထည့်ပေးလိုက်တယ်ဘာဖြစ်လို့ဆိုအိမ်ပြန်ရောက်ရင်ညနေဆောင်ပြီးဆိုနေ့လေသာမစားရမှာဆိုလို့အမေကကြောင်းပြန်လာရင်ဒါတဲ့လေပေါ်မှာအဲ့ထမင်းကိုဖွင့်စားတနေ့ကျတော့တဲ့သူမမရေရကြောင်းသွားပြီးတော့ကြောင်းကနေပြန်လွတ်တဲ့ကမှလမ်းလျှောက်လာတယ်လှေစီးပြီးတော့ထမင်းဘူးကိုဖွင့်ပြီးတော့အမေထည့်ပေးတဲ့ထမင်းဘူးကိုသူစားမယ်လို့လုပ်တဲ့အချိန်မှာတဲ့သူစားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့တဲ့သူလှေစီးပြီးတော့အဲ့လှေကနေပြီးတော့သူဘေးပေါ့နော်လှေကိုဘေးတိုက်ထိုင်ပြီးတော့သူကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အေယာဝတီတိုင်းမှာမဖွင့်ပြိုးသေးခင်ကအိမ်သားတွေပေါ်မှာစောက်လဲဆိုတော့မြေကမ်းသားမှာပဲစောက်တယ်တန်းစီအိမ်သားတွေနော်ကြည့်လိုက်တဲ့အခါမှာအိမ်သားတက်နေတဲ့လူတွေကိုလည်းသူကတွေ့ရတယ်နော်သူကတိတ်လုံကြုံတာဟုတ်နော်ဓနိတွေပဲကာထားတယ်ဆိုတော့အဲ့တော့အိမ်သားတွေကြာလာတဲ့ပလုံဆိုတော့အတုံးလေးတွေကလည်းတွေ့ရတယ်ကြည့်လိုက်တော့ရေပေါ်မှာလည်းတွေ့ရတာဗောရေပေါ်မှာလည်းနော်ဘောလုံးလေးတွေဘာလို့လဲပေါ်နော်ဟာငဆုပ်လေးတွေလိုပဲထည့်ပေးလိုက်တဲ့ဟင်းကလည်းငဆုပ်ဟင်းနော်ဟိုမှာလည်းတွေ့တော့ဒီဘောလုံးလေးဆိုဘလို့မှထမင်းအားမစားနိုင်ဟာထမင်းစားဝေးဟာဒါမြင်တော့ဟိုမှာလည်းအိမ်သာတက်နေတဲ့ကလေးတွေကတွေ့နေရတာဟာဘလို့မှသူထမင်းစားလို့မဝင်ဘူးတဲ့ဘလို့မှမစားနိုင်ဟာဒီမြင်ကွင်းနဲ့သူပြန်အုပ်ထားလိုက်တယ်နော်ထမင်းဘူးကိုဒါပေမဲ့ तू ဘာလုပ်လိုက်လဲဆိုတော့အဲ့လှေပေါ်မှာ तू ဒီဘက်ကိုကြည့်နေတာဒီဘက်ကိုမကြည့်ဘဲနဲ့ तू ကြောခိုင်းလိုက်ပြီးတော့တစ်ဖက်ကိုကြည့်လိုက်တယ်ပြောင်းပြန်လှည့်လိုက်တာပေါ့နော်လှေကိုဒီလိုထိုင်နေရက်ကနေ तू ဒီဘက်ကိုလှည့်ပြီးတော့ကြည့်လိုက်တဲ့ခါမှာဟာစဘာကင်းနေစိမ့်လန်းနေတာပဲအေးအောက်တိုင်းကတကယ့်ကိုစဘာတွေထွက်တာနော်ဟာစဘာတွေကစိမ့်လန်းပြီးငှက်ကလေးတွေကစဘာကင်းလေးတွေမှာလာစားကြတယ်ဟိုပကြီကားတစ်ချက်လိုပဲတဲ့အရန်ကြည်နူးစရာကောင်းတာပဲဟာငှက်ကလေးတွေရောစဘာကင်းလေးတွေရောဟာအဲ့ဒီတော့မှထမင်းမှုဖွင့်ပြီးဘာလုပ်နိုင်လဲထမင်းစားနိုင်တယ်အဲ့ဒီမှာကျွန်တော်ဗာသင်ခန်းစာရလဲဆိုသူရောက်နေတဲ့နေရာကအခြေအနေတူတူပါပဲအခြေအနေမပြောင်းသွားပါဘူးဒါပေမဲ့ဗာပြောင်းလိုက်တာလဲကိုယ့်ရဲ့ focus ကိုပြောင်းလိုက်တာကိုယ့်ရဲ့အာရုံစိုက်မှုဘာလုပ်လိုက်လဲအဲ့ဒီခုနကပလုံဆိုကြနေတဲ့မစင်တုံးတွေရှိတဲ့ဘက်ကိုဘာလုပ်လဲမကြည့်တော့ကြောခိုင်းလိုက်တယ်အင်မတန်ตาရလှပတဲ့စဘာကင်းတွေကိုကြည့်လိုက်တဲ့အခါမှာဟာထမင်းစားလို့ကောင်းဘိုင်ကဆဆာနဲ့အမေချက်ပေးတယ်ငဆုပ်ခင်းနဲ့နော်ထမင်းစားလို့ကောင်းတယ်နော်ဟိုဘက်ကရေပေါ်မှာပေါ်နေတဲ့ငဆုပ်တွေကိုကြည့်ရင်တော့ဘလို့မှစားနိုင်မှာမဟုတ်ဘူးဒါကြောင့်ချစ်တော်ရွာစီတိုင်းကျွန်တော်တို့ရဲ့ဘဝတတာထဲမှာပြဿနာဆိုတာလောကမှာရှိနေသူတွေရှိနေမှာဖြစ်တယ်ဒုက္ခဆင်းရဲခြင်းတွေကတော့လောကမှာနေသူတွေဘာလုပ်နေအောင်မလဲကြုံနေအောင်မှဖြစ်တယ်ဒါပေမဲ့သင်အဲ့ဒီຢာတွေကိုကြောခိုင်းလိုက်ပါအဲ့ဒီຢာတွေကိုအာယုံမပြုနဲ့ဘယ်သူပဲအာယုံပြုလိုက်ယေရှုကိုပဲစစ်ကြည့်လိုက်အဲ့ဒီယေရှုကိုစစ်ကြည့်လိုက်ရင်တော့သင်ရဲ့အသက်တာကဒီနေ့ယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်မှာဖြစ်တယ်ယေရှုကိုမကြည့်ရင်တော့လေယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်မှာမဟုတ်ဘူးဒိုင်လရှင်တွေတွင်းနဲ့ကြတဲ့အကြောင်းကိုကျွန်တော်ကြားဘူးမှာပါရှင်မင်းကဒါရိမင်းကဒိုင်လကိုသိတ်ချစ်တယ်နောက်ဆုံးဒိုင်လကိုဝင်ကြီးချုပ်နေရခန့်တော့ဘယ်သူတွေကသိလဲတခြားသောဝင်တွေကသိတဲ့အခါမှာမနာလို့ဒိုင်လသာဝင်ကြီးချုပ်ဖြစ်ငါတို့ကယာဒူနှိမ့်သွားပြီအဲ့တော့ဒိုင်လကိုကြောက်ချပြီးတော့အပြစ်ရှာရအောင်လိုက်ကြည့်တော့ဒိုင်လဘာအပြစ်မှမတွေ့ဘူးသူ့မှာတွေ့တဲ့အပြစ်ကတစ်နေ့3ချိန်ဆူတောင်းတယ်ဒါပဲဒီဘာသာကြီးနဲ့ပဲသူ့ဘာလုပ်ရမလဲသူ့ပြန်ချီရအောင်အဲ့တော့ဒါဝိမင်းတော့ပြောတယ်ရှင်မင်းကြီးတဲ့ဒီနေ့ကစပြီးတော့ဘယ်ဖျားအောင်မှမကိုးကွယ်အောင်အရှင်မင်းကြီးကိုပဲကိုးကွယ်ရမယ်လို့အမိန့်ထုတ်လိုက်ပါဒါရိမင်းကလည်းသူ့ကိုကိုးကွယ်ရမယ်ဆိုတော့သူလည်းသဘောကျတာပေါ့လူဆိုတော့ကိုယ့်ကိုမြောက်ရင်ဘာလုပ်တာလဲကြိုက်တာပဲဒိုင်လောက်ကြောက်ချနေမှ तू မသိဘူးတစ်စိတုံးခတ်အမိန့်ထုတ်လိုက်တယ်ဒီနေ့ဒီချင်းစပြီးတော့အခြားဘယ်ဖျားအောင်မှမကိုးကွယ်အောင်ဒါရိမင်းကကိုးကွယ်ရက်30အတွင်းမှာကိုးကွယ်တဲ့လူတွေ့ရင်ရှင်တဲ့တွင်းနဲ့ပြစ်ချမယ်ပြစ်ချင်တော့ဒိုင်လကတဲ့ကျွန်တော်ကျမ်းစာမှာဖတ်ကြည့်တဲ့အခါမှာဒိုင်လအနာဂတ်ကျမ်းမှာအဲ့ဒီအမိန့်တော်ကို तू ကြားပါတယ်တဲ့အဲ့ဒီအမိန့်တော် तू ကြားတယ်ဒါပေမဲ့အဲ့ဒီအမိန့်တော်ကို तू ကြားတော့ညားလေတဲ့ဒိုင်လဘာလုပ်လဲတနေ့3ချိန်ရှေ့နေသူဘာလုပ်နေလဲ तू ဆုတောင်းတယ်ဘယ်လိုဆုတောင်းလဲဒိုင်လအနာဂတ်ကျမ်း
ခန်းကြီး6ဒိုင်လာနာဂတိကျမ်းခန်းကြီး6အပိုက်ငယ်30နော်ဒိုင်လာနာဂတိကျမ်းခန်းကြီး6အပိုက်ငယ်30ဒိုင်လာနာဂတိကျမ်းခန်းကြီး6အပိုက်ငယ်30အမိန်တော်ထုတ်၍တစိတ်ခတ်ကြောင်းကိုဒိုင်လာသည်ကြားသိတော်လဲမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နှာပြုရထက်ခမ်းပရင်ပေါက်ကိုဖွင့်လျက်အထက်ပြုလေရှိသည့်တိုင်တစ်နေ့3ချိန်ဒူးထောင်လျက်ဘုရားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏ဒိုင်လာလည်းကြားပါတယ်အမိန်တော်တစိတ်ခတ်ထားပြီတစိတ်ခတ်ထားပြီဆိုတာပြင်လို့မရတော့ဘူးဒါပေမဲ့အဲ့ဒီအမိန်တော်ကိုကြားတော်ညာလဲအထက်ပြုလို့ရှိတဲ့အတိုင်းဂျေရုဆလင်မြို့ကိုမလုပ်ပြီးတော့မျက်နှာပြုတော့ဂျူးတွေရဲ့ထုံးစံကဂျေရုဆလင်မှာဘာရှိလဲဗိမာန်ရှိတယ်ဂျေရုဆလင်မှာဘာရှိလဲဗိမာန်အဲ့ဗိမာန်ကဒါဘုရားချင်းဝတ်တယ်လို့သူတို့ကသတ်မှတ်ထားတာဒါကြောင့်မို့သူတို့ဘယ်ကိုမျက်နှာပြုလဲသူတို့ဘုရားရှိခိုးရင်ဂျေရုဆလင်ကိုမျက်နှာပြုတယ်အဓိကဘုရားကိုမျက်နှာပြုတယ်ဆိုတဲ့သဘောပဲဒိန်လမှာရှင်သေတူနဲ့ကြားမယ်ဆိုတဲ့အမိန်တွေရှိတော်ညာလဲသူဘယ်ကိုပဲဆက်မျက်နှာပြုလဲဘုရားသခင်ကိုပဲမျက်နှာပြုတယ်ဘုရားသခင်ကိုပဲဆက်ပြီးတော့အာယုံစိုက်တယ်ဘုရားကိုပဲဆက်ပြီးတော့ကိုးကွယ်တယ်အဲဒီလိုဘုရားကိုဆက်ပြီးတော့အာယုံပြုတယ်ဘုရားကိုကိုးကွယ်တဲ့အခါမှာဘုရားသခင်ကသူ့ကိုရှင်သေတူနဲ့မကြားဖို့မကဲပါဘူးဘယ်ထဲကြားသွားလဲတခါတည်းမှာဘုရားသခင်ကကျွန်တော်တို့ပြဿနာတွေနဲ့မတွေ့ရဘူးမလုပ်ပါဘူးပြဿနာနဲ့ပေးတွေ့တယ်ဒါပေမဲ့အဲဒီဒုက္ခဆင်းရဲခြင်းထဲမှာဘုရားသခင်ကိုယ်တိုင်မလုပ်နေလဲရှိနေတယ်ဆိုတော့တွေ့ရတယ်ဘုရားဒိုင်လကဆူတောင်းနေတာပဲဒါပေမဲ့ तू ဆူတောင်းနေရင်လည်းဘယ်ထဲရောက်သွားလဲတခါတည်းမှာဆူတောင်းရင်ကျမ်းစာဖတ်ရင်လည်းပဲဒုက္ခဆင်းရဲခြင်းတွေနဲ့ရောက်သွားတဲ့အချိန်တွေလည်းရှိကောင်းရှိမှာပါဒါပေမဲ့စိတ်တမကြနဲ့စိတ်မပြတ်နဲ့ဆက်ပြီးတော့ဘုရားသခင်ကိုပဲမျက်နှာမှုပါဘုရားသခင်ကိုပဲဆက်ပြီးတော့အာယုံစိုက်ပါဒိုင်လချင်းစီတူနဲ့ကြာသွားတဲ့ခါမှာသူ့ရဲ့မျက်နှာဘာမှပဲမျက်နှာမှုထားလဲပကြီးဆရာတယောက်ကအဲ့ဒါကိုရေးဆွဲထားတယ်ဒိုင်လချင်းစီတူနဲ့ရောက်တဲ့ခါမှာတဲ့ဒိုင်လရဲ့မျက်နှာမှုရဘယ်ဝဲမျက်နှာမှုလဲဘုရားသခင်ရှိတဲ့ဂျေရုဆလင်ကိုပဲမျက်နှာမှုတယ်အဲ့ဒီချင်းသစ်တွေကဒိုင်လာရဲ့နောက်မှာလေဘာလို့ဘာကံမှမသိဘူးချင်းသစ်တွေကောင်းကိုစိတ်ညစ်စားလို့လည်းမရောက်ကွာနော်စားစရာလည်းရောက်လာပြီနော်ဘုရားသခင်ငါတို့ဘာလို့ခိုင်းတာလဲအစာရှောင်ခိုင်းတာလေနော်နော်ကျမ်းစာထဲမှာချင်းသစ်တွေအစာရှောင်ရတာအဲ့တခမ်းပဲနော်ဒီကောင်စားကျင်တာစားလို့မရဘူးစားကျင်တာမှအသက်ရချင်းသစ်တွေတယောက်တယောက်ပြောခေါင်းကိုက်နော်ဘလို့လဲကွာစားလို့ရတယ်အစာရောက်လာပြီစားလို့ဟာမရဘူးအဲ့ဒီပကြီးစရာရေးထားတဲ့ရေးဆွဲထားတဲ့ပကြီးကောက်ကိုကြည့်တဲ့အခါမှာလေဒိန်လကချင်းသစ်တွေကိုမျက်နှာမမူဘူးဖျားရှိတဲ့ဘက်ကိုပဲသူဘာလုပ်လဲမျက်နှာမူတယ်ချင်းသစ်တွေကိုသူဘာလုပ်ထားလဲကြောခိုင်းထားတယ်ဒီနေ့သင်ရဲ့ပြဿနာတွေသင်ရဲ့အခက်အခဲတွေသင်ကိုဆွဲချမဲ့ရတယ်အားလုံးကိုဘာလုပ်လိုက်ပါကြောခိုင်းလိုက်ပါဖျားသခင်ကိုပဲမျက်နှာမူပါတနေ့မှာဒါရိမေကရောက်လာတယ်ဒိန်လမင်းကိုးကွယ်တဲ့ဖျားမင်းကိုကဲပြီလားအရှင်မင်းကြီးကျွန်တော်ကိုးကွယ်တဲ့ဖျားအသက်ရှင်သောကြောင့်ကျွန်တော်အသက်ရှင်လည်းရှိပါတယ်ဟာဒိန်လကိုပြန်ဆွဲထုတ်အဲ့ဒီဒိုင်လာကိုကြောက်ချတဲ့ဝင်ကြီးနဲ့သူ့မိသားစုတွေဘာလို့လဲချင်းသစ်တွင်းနဲ့ပြစ်ချအဲ့ဒီအချိန်မှာချင်းသစ်တွေကဘလောက်စာလဲဆိုတာနော်အောက်တောင်မရောက်သေးဘူးတဲ့လေပေါ်မှာပဲဘာလို့လာလဲဟာကြိုက်ပြီးတော့စားပလိုက်တယ်လေပေါ်မှာပဲခုံကြိုက်ကြဟာဒီနေ့ဘုရားသခင်ကိုအာယုံပြုမယ်ဆိုရင်လေဘုရားသခင်ကသင်ကိုအခက်ခဲတွေရောက်သွားတာတော့မှချင်းသစ်အကြိုက်မခံအောင်ကာကွယ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဒုက္ခဆင်းရဲခြင်းထဲမှာသင်နဲ့အတူရှိတဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်ကကြောခိုင်းလိုက်ပါသင်ရဲ့ပြဿနာတွေသင်ရဲ့အခက်အခဲတွေလောကရဲ့ဒုက္ခဆင်းရဲခြင်းတွေအဲ့ဒီຢာတွေကိုအာယုံစိုက်ပြီးတော့တစ်နေ့ညီးတွားပြီးတော့အသက်မရှင်ပါနဲ့ကုံစင်းလုံးတွေကြီးလိုက်တာညီးတွားပြီးတော့နော်ဘလို့ဟာဆန်စည်းတွေတက်လိုက်တာအဲ့ဒါတွေကိုဘာလုပ်လိုက်ပါကြောခိုင်းလိုက်ပါဘုရားသခင်ကိုပဲမျက်မှောက်ပြုလိုက်ပါဘုရားသခင်ကကျွန်တော်အသက်တာကိုမဆာမဲ့ဘုရားဖြစ်တယ်ယေရှုကိုမျက်မှောက်ပြုတဲ့အချိန်မှာပေတရုကြီးရဲ့ခြေပွားတွေကဂါလိလဲအိုင်ရဲ့လှိုင်းတဘိုးတွေပေါ်မှာရှောက်လန်းနိုင်တဲ့ကဲ့သို့သင်ဟာယေရှုကိုစစ်စစ်ကြည့်မယ်ဆိုရင်ပြဿနာတွေရဲ့အထက်မှာအောင်မြင်တော်သူဖြစ်မှာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုကိုစစ်စစ်ကြည့်ပြီးတော့အသက်ရှင်ဖို့ဘုရားကနေကြပန်းလေးအပြင်ကျွန်တော်တို့ခွန်အားပေးတယ်နေကြပန်းကဘယ်အရာမှမကြည့်ဘူးနေမင်းကိုကြည့်ပြီးတော့ပဲခရီးသွားတယ်ယုံကြည်သူဆိုဒီမှာလဲသင်လောကရဲ့သင်ရဲ့အနာဂတ်အသက်တာစိတ်ပူပန်ပြီးတော့သင်အဲ့ဒီအရာတွေကိုကြောခိုင်းလိုက်ပါလောကရဲ့စီးစိမ်တွေစိတ်ဝင်စားနဲ့အထက်အရာတွေကိုဆွဲလန်းပါဒါကြောင့်မို့ယုံကြည်ခြင်းကိုအစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကိုစစ်စစ်ထောက်ရှုကြကုန်အံ့နေ့ရက်စဉ်တိုင်းမှာယေရှုကိုစစ်စစ်ကြည့်ပြီးတော့အသက်ရှင်မယ်ဆိုရင်သင်အသက်တာထဲမှာယုံကြည်ခြင်းရှိလာမှာဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းရှိလာရင်ဘ
ဘုရားသခင်ရဲ့ဂျေဇုတော်တွေကိုသင်ကတည့်ပြီးတည့်တဆင့်ပြီးတဆင့်သင်ကခံစားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဘုရားကသင်တို့အားလုံးပြင်ဆင်ပြီးသားဖြစ်တယ်။ဘုရားပြင်ဆင်ထားတဲ့အရာတွေကိုရရှိဖို့အတွက်လှုပ်ဝက်ချက် password ကယုံကြည်ခြင်းပဲဖြစ်တယ်။အဲဒီယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်ဖို့ကယေရှုကိုစစ်စစ်ကြည့်ပါ။လောကအရာတွေကိုကြောခိုင်းလိုက်ပါ။ပြဿနာတွေကိုကြောခိုင်းလိုက်ပါ။တောင်းကိုကြောခိုင်းလိုက်ပါ။ယေရှုကိုစစ်စစ်ကြည့်ခြင်းအပြင်ပြဿနာတောင်းတွေကိုကြော်လွှားအောင်မြင်နိုင်သောယုံကြည်သူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။